အားလုံးမင်္ဂလာပါဗောနော်တော့ခုဗီဒီယိုလေးမှာကျွန်တော်တို့ Chelsea အသင်းက Enzo Fernandez နဲ့ဒီ Manchester City အသင်းတွေကပြောင်းမယ်ရွှေ့မယ်ကိစ္စတွေကသတင်းတွေခက်စိတ်စိတ်ထွက်ပေါ်လာတာပါတယ်ပေါ့နော်တကယ်လဲဒီ Enzo Fernandez ကဒီ Manchester City အသင်းကိုပြောင်းသွားလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ရောလည်းယုံကြည်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဆရာတပည့်2ယောက်ပြန်လည်ပေါင်းစည်းမဲ့ပွဲလို့လဲကျွန်တော်အနေနဲ့ယူဆတယ်အဲ့တော့ဟုတ်ကြည့်Chelsea fan အနေနဲ့ပြောမယ်လို့ရှိရင်တော့ဒီကစားသမားကိုအရန်ကိုမှနှမျောပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူကအသင်းမှာအရန်ကိုအားကိုးရတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ကပတိန်လည်းဖြစ်တယ်ပြီးတော့တကယ်ကို key player တစ်ယောက်လည်းဖြစ်တယ်ပေါ့နော်သူရဲ့ကစားနေတဲ့အချိန်မှာအသင်းထဲမှာတကယ်ကိုတိုက်ပွဲဝင်တဲ့အပြင်းနဲ့ကစားခဲ့တဲ့အခိုက်အတန့်တွေလည်းအများကြီးရှိခဲ့ဘူးတယ်ပြီးတော့ဒီဘယ်လိုပြောမလဲဒီလိုကစားသမားမျိုးကကျွန်တော်အသင်းရကစားသမားမလို့ပြောမှာဗျာEnzo Fernandez လို့ကစားသမားမျိုးဆိုတာခုခေတ်ဘောလုံးလောကထဲမှာအရန်ကိုရှာပါတဲ့ဘောလုံးသမားတစ်ယောက်ဖြစ်နေဗျာဒါကျွန်တော်က hype ပြောလည်းမဟုတ်ဘူးကိုကစားသမားတစ်ယောက်မလို့ပြောရလည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်အရန်ကြိုက်ပါတယ်ပေါ့နော်နှမျောလာလို့ရှိရင်အရန်နှမျောတယ်ဒါပေမဲ့တချို့ဒီတရင်ရေးတဲ့သူတွေဒီတချို့ Chelsea fan ကြီးကိုတွေပြောနေရတွေ့ရပေါ့နော်သူဘယ်လိုပြောလဲဆိုတော့မနှမျောဘူးပါမနေချင်းထွက်ငါတို့အတင်းအောင်ဝဲချစ်တာကစားသမားကိုမချစ်ဘူးဒါဘယ်လိုပြောမလဲဗျာကိုအတင်းမှာစက်မရှိနိုင်တော့လို့စက်မနေတော့တဲ့သူမလို့ဒီလိုစကားမျိုးပြောတတ်တာဗျာအသင်းကိုချစ်တယ်ဆိုလို့ရှိရင်ဒီကစားသမားတွေကိုလည်းတိတ်တိတ်တမိုင်းနေချစ်မှာပဲဟုတ်တယ်မကျွန်တော်ဆိုလို့ရှိရင်ဒီကိုအသင်းကနေကိုအသင်းနီးပြနဲ့ဒီအဝင်ဝင်ကြမဖြစ်တော့လို့ထွက်သွားတဲ့ကစားသမားတွေလည်းရှိရဲဒါမှမဟုတ်ကိုအသင်းရဲ့ရည်ရှင်စီမံကိန်းမှာမပါဝင်နိုင်ရတဲ့ကစားသမားတွေရှိရဲဒီကစားသမားတွေကျွန်တော်အသင်းကထွက်ခွာသွားကြတယ်ကိုအသင်းကိုရောက်လာတဲ့အချိန်မှာဒီကစားသမားတွေရဲ့ Facebook account တွေ Telegram account Telegram ဖြစ်ပါတယ်TikTok account တွေ Instagram account တွေကျွန်တော် follow လုပ်ထားလေးရှိတယ်ဒါပေမဲ့ဒီရောင်းနေတာအသင်းတွေကနေပြီးတော့ထွက်သွားတယ်ကျွန်တော်သူ့ account တွေကို follow လုပ်ထားစေပဲသူတို့ရဲ့ delivery လောက်ဆောင်ချက်တွေအားလုံးဟာကျွန်တော်အသင်းမှာမရှိတော့ဘူးကျွန်တော်မှာပဲဒီကောင်တွေရဲ့လောက်ဆောင်ချက်တွေကကျွန်တော်ရဲ့ Facebook account မှာလား TikTok မှာလားအမြဲတက်လာလေးရှိရဗျာကျွန်တော်အသင်းမှာမရှိတော့ဘူးဆိုရင်တော့ကျွန်တော်တို့ကဒီကစားသမားတွေအများအားငါတို့ကစားသမားဖြစ်ခဲ့ဦးပါလားဆိုတဲ့အတွေးနဲ့အများအားစောင့်ကြည့်နေရှိတယ်ဥပမာပြောရရင်ဒီ Everton အတင်းကိုရောက်သွားတဲ့Hall Jubilee Hall လို့ခေါ်ပါဘောနော်ဒီကစားသမားတို့ကျွန်တော်အများအားစောင့်ကြည့်ပြတယ်နောက်ဆုံးကျွန်တော်ဘယ်သူတွေတိစောင့်ကြည့်ပြတယ်Thiago Silvaတို့လည်းကျွန်တော်စောင့်ကြည့်ပြတယ်ဟိုတည်းကနေထွက်သွားတဲ့ကစားသမားတွေတခြားအသင်းမှာဘယ်လိုဖြစ်နေပြီလဲကျွန်တော်အများအားစောင့်ကြည့်ပါတယ်ကျွန်တော်အရင်နှမျောပါတယ်အဲ့ဒီဘာနဲ့တက်